ပါရင်သမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပိရေကျိုးသူအကြောင်းပြောရင်အကောင်းတကားချက်ဖို့လူတိုင်းလဲဆွဲတာသူ့ကိုရောမျိုးပါဆိုသလိုနှစ်သက်ကြတာမှန်ပြီသဘောလိမ့်ဟာသူမပါရင်သမင်းပွဲတဲ့ဘာလို့သိနေကြမှာပဲဆိုငပိရေကျိုးဘိုးကြီးအမေကြီးကြိုက်တယ်ငပိရေကျိုးခလေးနဲ့လူကြီးကြိုက်တယ်ငပိရေကျိုးဗမာတွေပြောစမထောင်းနဲ့မလဲတော့ပြောရင်နဲ့တောင်မရေရိုးသမင်းမဲစားခြင်းလို့အနံလေးမွေးခေါဝေးဝေးနေနိုင်မှာဘူးဆိုနေနိုင်မှာဘူးဆိုငရုတ်ကြီးမီဖုတ်လို့ဘူးညုံပြုတ်နဲ့မြုပ်ပါတုတ်လိုက်ရရင်ဖြင့်ချက်သားဟင်းဝက်သားဟင်း